ဘော်လာလေးအားလုံးပဲဒီနေ့မင်္ဂလာပါဗျဒီနေ့ကျွန်တော်တော့မနေ့ကကျွန်တော်နှစ်ပွဲရေးချက်ပေးခဲ့တယ်ဒါ real battle ပွဲနဲ့ CB လာပွဲလေးဖြစ်တယ်ဗျဒါတပွဲတော့အောင်တယ်ဗျတပွဲကတော့ကြာသွားတယ်မထင်မှတ်ထားဘူးဒါ Forest တို့ကမထင်မှတ်ထားဘဲနဲ့ဒါဘိုးပေါ်သွားတဲ့အတွက်ကြောင့်တပွဲတော့ကြာသွားတယ်ဗျဒီနေ့မှကျွန်တော်ထပ်ပြီးအကောင်းဆုံးစူးစမ်းပေးထားတယ်ဗျကျွန်တော်ဒါ La Liga ပွဲစဉ်တစ်ပွဲရဲ့ Europa League ပွဲစဉ်တစ်ပွဲရဲ့ကျွန်တော်ရွေးထားတယ်ဒီ La Liga ပထမဆုံးပွဲစဉ်တစ်ပွဲကဒါ Oviedo နဲ့ Barcelona ရဲ့ပွဲစဉ်လေးဖြစ်တယ်ဗျဒီ Oviedo အနေနဲ့ကဒါကျွန်တော်တို့ဒီလက်ရှိနောက်ဆုံး3ပွဲမှာဒါ2ပွဲရှုံးထားတယ်တစ်ပွဲနိုင်ထားတယ်ဗျခြေစားမိုင်းကတော့တိတ်ပြီးအားစရာမရှိဘူးဒီနေ့ရဒီမှာလည်းတောက်လျှောက်ရှုံးပွဲတွေနဲ့ရင်ဆိုင်နေရတဲ့အသင်းဖြစ်တယ်ဗျအခုလောလောဆယ်အဆင့်18နေရာလောက်မှာအဆင့်18လောက်မှာရပ်တည်နေတဲ့အသင်းလည်းဖြစ်တယ်ဒီဘာစီလိုနာအနေနဲ့ကတော့ဒါကျွန်တော်တို့ဒီလာလီဂါပွဲစဉ်အစမှာလည်းကဒါတောက်လျှောက်တိုင်ပတ်အသင်းတွေကိုဂိုးပြစ်လာတဲ့အသင်းဖြစ်တယ်ဒါတရေတပွဲကြာသွားတဲ့အတွက်ကြောင့်ဒါ VAR အောက်ဒါအဆင့်2နေရာမှာရပ်တည်သွားတယ်ဗျဒီတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ Lewandowski တို့ Ferran Torres တို့ဒါ Rafinha တို့နဲ့ပဲပွဲထွက်လာပဲရှိတယ်ဒီ Gavi တို့ Romelu ကတော့ဒါနာနေတဲ့ကြောင့်ဒီပွဲမှာတော့ပါနိုင်မှာမဟုတ်သေးဘူး Rafa အနေနဲ့ကလည်းဒါကျွန်တော်တို့ဒီ Lion နဲ့ပဲနီးပြထုတ်ပြီးသုံးမလားအရန်ဖုံမှာပဲထားမလားဆိုတာတော့ဒါကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ဒီ Oviedo ကဒီနေ့မှတန်တက်လာတဲ့အသင်းလည်းဖြစ်တယ်ဗျပြီးတော့ဒါဒီနေ့မှဒါရုံးကန်နေရတယ်ရှုံးပွဲတွေရင်ဆိုင်နေရတဲ့အသင်းလည်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ဒါဘာစီလိုနာကအသာအရာလေးဂိုးပြတ်အနိုင်ရရှိအောင်အနိုင်ရရှိသွားမလားဆိုတာဒါကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ဒါဘာစီလိုနာအနေနဲ့ဒါကျွန်တော်ကြေးကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းဒါပြီးခဲ့တဲ့ဒါဂီတာဘေးနဲ့ပွဲမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒါဘာစီကနှလုံး50ဆားနဲ့ပေါက်ထားတယ်ဒါပေမဲ့ဒါ6ကြေးအောင်ခဲ့တဲ့အသင်းဖြစ်တယ်ဗျဘာစီလိုနာဆိုတဲ့အသင်းမျိုးကလည်းကြေးအောင်ထားတဲ့အသင်းဖြစ်တယ်ဒါဒီနေ့လက်ရှိပွဲမှာဆိုလို့ရှိရင်လည်းဒါ Oviedo နဲ့ပွဲမှာဆိုလို့ရှိရင်ကိုပေါင်း body ကနှလုံး30ဆားကိုပေါင်းက3လုံး50ရှုံးဖြစ်တယ်ဗျအဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်းဒါဘိုဂီတွေကဒါကျွန်တော်တို့ဒါဘာစီလိုနာကို body ပဲပေးမလားကိုပေါင်းပဲပေးမလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ဒါဆိုကြေးအောင်ခဲ့တဲ့အသင်းဆိုတော့ဒါလူတွေကဒါဝိုင်းလုံးရမယ်ဆိုတော့ကျွန်တော်သိရဲအဲ့တော့ကြောင့်ဒီသူများဘာစီလိုနာ body ရွေးမဲ့လူကတော်တော်များတယ်ဗျအဲ့တော့ကြောင့်ကျွန်တော်ကတော့ဒါဘာစီလိုနာ body ကျွန်တော်မရွေးဘူးကျွန်တော်ဂိုးဘော်ကိုကျွန်တော်ရွေးမယ်ဒါကိုပေါင်းကဒါကျွန်တော်တို့3လုံး50ရှုံးဖြစ်တဲ့အတွက်ကြောင့်အနည်းဆုံး2သင်းပေါင်း3လုံးလောက်သွင်းနေမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကဒါ50လောက်တော့ရှုံးမယ်အဲ့တော့ကြောင့်ကျွန်တော်ကဒီအဲ့ဒီထက်မကထပ်သွင်းနိုင်မယ်လို့ကျွန်တော်ယုံကြည်ရဲအဲ့တော့ဒီနေ့ Oviedo နဲ့ Barcelona ရဲ့ပွဲတွေကိုသုံးသပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါဂိုးဘော်ကိုကြိုက်တယ် brother တို့အကြိုက်တူမယ်ဆိုလို့ရှိရင်ဒါယူသုံးပါနောက်ထပ်ပွဲစဉ်တစ်ပွဲကကျွန်တော်ဒါ Europa League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါ Aston Villa နဲ့ Bologna ရဲ့ပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးမယ်ဗျဒါ Villa အနေနဲ့ကဒီ Premier League မှာ5ပွဲကစားပြီးတော့ဒါ3ပွဲတည်2ပွဲရှုံးနေတာအဆင့်18နေရာမှာရပ်တည်နေတယ်ဒီခြေစမ်းပိုင်းကတော့တိတ်အားရစရာတော့မရှိဘူးဗျဒီအိမ်ကွင်းရောအဝေးကွင်းရောမှာဒါဂိုးတွေပေးထားရတယ်ဒီအိမ်ကွင်းပိုင်းဆန်းဆောင်အိမ်မှာဆိုလို့ရှိရင်ဒါလက်ရှိရသည်မှာဂိုးသွင်းထားနိုင်တာကိုမတွေ့ရဘူးဖြစ်နေတယ်ဗျဘောလုံးနာအနေနဲ့ကတော့ဒါကျွန်တော်တို့လက်ရှိသူတို့လာလီဂါမှာဒါ၄ပွဲကစားတယ်2ပွဲနိုင်2ပွဲရှုံးတယ်ဒါအဆင့်17နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်တယ်ဒီခြေစမ်းပိုင်းကတော့အဲ့လောက်ထိအကောင်းကြီးတော့မဟုတ်ဘူးဆိုပေမဲ့ဒါအစတွန်ဗီလာထက်နည်းနည်းလေးတော့တာရဲလို့ပြောလို့ရတယ်ဗျဒီနေ့ရာသီဒါအဝေးကွင်းတွေမှာသူ့ရဲ့ဆောင်းဆောင်ယူကြည့်ရမယ်ဆိုလို့ရှိရင်လည်းတိတ်ပြီးဆောင်းဆောင်ပြထားတာတော့ကျွန်တော်မတွေ့ရဘူးသူတို့ရဲ့ဒါထိတဲ့တိစုံမှုနဲ့သုံးသပ်ရမယ်ဆိုလို့ရှိရင်ဒါမနစ်ကဒါကျွန်တော်ချန်ပီယံလိမှာဒါအစတွန်ဗီလာကဘောလုံးနာကို2-0နဲ့နိုင်ခဲ့တဲ့မှတ်တမ်းလေးတစ်ခုတော့ရှိရဗျလက်ရှိ online ပေါက်ကြေးကလည်းဒါကျွန်တော်တို့ Aston Villa ကတစ်လုံး80စာပေါက်တယ်။ကိုပေါင်းကနှလုံး60ရှုံးဖြစ်တယ်ဗျ။ဒီပြီးခဲ့တဲ့ဒါ Aston Villa နဲ့ဒါ Sunderland နဲ့ပွဲမှာ1-1နဲ့တေးကြွားတဲ့ပွဲမှာပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ဒီ body ရောကိုပေါင်းရောဒါ Aston Villa အနေနဲ့ကကျွန်တော်ဒါနှစ်ခုလုံးဒါ90ပြားလောက်ပဲဒါစားရတဲ့အနေအထားဖြစ်တယ်ဗျ။ဒီအဲ့လောက်ထိအဲ့လိုမျိုးကြေးကိုဖောက်ထားတယ်ဗျ။ဒီနေ့ပွဲမှာဆိုလို့ရှိရင်ရောတစ်လုံး80စာဒါကိုပေါင်းကနှလုံး60ရှုံးနဲ့ဖောက်ထားတဲ့အတွက်ကြောင့်ဒါနှစ်သင်းလုံးရဲ့လက်ရှိခြေစွမ်းရောအဆင့်ရောဒါအိမ်ကွင်းဝေးကွင်းစွမ်းဆောင်ချက်တွေကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင်နှစ်သင်းလုံးကဂိုးသွင်းနိုင်မယ်လို့ကျွန်တော်မထင်ဘူးဂိုးအရင်များမယ်လို့ကျွန်တော်မထင်တဲ့အတွက်ကြောင့်ဒီပွဲလေးကိုကျွန်တော်ကတော့ဒါဂိုးအောက်ကိုပဲကြိုက်တယ်ဂိုးအောက်ကိုပဲရွေးသေးခြင်းတယ်ဗျအခုလို့ဒါကျွန်တော်ဒါဒီနေ့ဘောလုံးပွဲလေးကျွန်တော်တင်ဆက်ပေးနေတယ်ဒီဝါသနာပါတဲ့ညီကိုတွေကဒါကျွန်တော်ဒါအားပေးတယ်ဆိုလို့ရှိရင် like subscribe လုပ်ပေးသွားနော်ဆုံးဖြတ်ကြည့်ရှုပေးပါလူတွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗျ